ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ပေါ့နော်ပပမ channel ကိုအပိနေတဲ့မိခင်လောင်းလေးတွေပေါ့နော်ကိုဝင်ပထမ3လမှာသတိထားရမယ်အရေးကြီးတဲ့ချက်တွေကိုကျွန်တော်ဝေမျှတင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါပပမ channel ကနေတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ပပမ channel မှာကျမရဲ့ video တွေကိုအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ပေါ့နော်ဒီကိုဝင်ဆောင်3လအတွင်းမှာအရေးကြီးတဲ့ချက်လေးတွေကျွန်တော်တောက်ဝေပေးချင်ပါတယ်ပေါ့နော်ဒီကိုဝင်ဆောင်ပထမ3လဆိုတာကဒီမိခင်တော်ကလေးတော်တော်ရေးကြီးရပါတော့ကလေးတွေမှာဆိုလဲကလေးဒီဒရေသားလေးမှာဆိုလဲဒရေသားစတင်ဖွင့်ပြိုးတဲ့အပိုင်းဖြစ်တဲ့မိခင်ဆိုလဲပထမဦးဆုံးနှစ်ဖူးတူနဲ့တာပြီးတော့ကိုဝင်ဆောင်ကာလစတင်ကြုံတွေ့တဲ့အပိုင်းဆိုတော့အဲ့ဒီကာလမှာဟော်မုန်းပြောင်းလဲချက်တွေလည်းများတယ်အဖြစ်တွေလည်းရမ်းများတယ်ဘေးတော့ဆိုးကျိုးတွေလည်းအများကြီးရှိတယ်အဲ့တော့နောက်ပြီးတော့အထိမခံကာလပေါ့နော်ပြောရရင်တော့အထိမခံရှုပကံကာလဖြစ်တယ်ပေါ့အဲ့တော့အဲ့ကာလမှာတည်တင်တိတိုက်တာတွေကိုတေချာနဲ့မလိုက်နိုင်အောင်ဆိုရင်မိခင်ရောကလေးရောအများကြီးထိခိုက်နိုင်တယ်ကလေးမှဆိုလဲစောစီနဲ့ကလေးကဒါကြောင့်တပ်ပြတ်ကြသွားတာဖြစ်နိုင်တယ်နောက်ချက်ကကလေးမှအင်္ဂါမစုံမဲ့မွေးရရေပေါ့နော်အဲ့ဒါရအစားအများကြီးဖြစ်လာနိုင်တယ်ဒါကြောင့်မလို့အခုကျွန်တော်ပြောပြတဲ့ဒီဗီဒီယိုရဲ့အချက်လေးကိုတေချာနဲ့နောက်တော့မျိုးလိုက်နိုင်မယ်လို့ရှိရင်ကိုယ်တော်3လမှာအနေကင်းနဲ့ဖြတ်သန်းနိုင်မယ်လို့ကျွန်တော်အမှတ်ခံပါတယ်ဒီတော့ဗီဒီယိုလေးစားလိုက်အောင်နော်ခုကျမရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပြီးတော့ပဲဖြစ်ဖြစ်လူကိုယ်တိုင်စိတ်ကမ်းမှာလာရောက်ပြီးတော့ဆွေးနွေးတင်တာပဲဖြစ်ဖြစ်ဖုန်းနံပါတ်3993693992နှစ်ကိုနက်8နာရီရနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်ကိုဝင်စချိလာပြီဆိုတာနဲ့ပေါ့နော်ဒီအမျိုးသမီးတယောက်မှာပြောင်းလဲသွားတာတော့ဟော်မုန်းပြောင်းလဲမှုတွေပေါ့အဓိကအားဖြင့်တော့ကျွန်တော်တို့ဒီစီးစစ်သုံးတဲ့ဟော်မုန်းတွေကျွန်တော်တို့စီးစစ်လို့ရှိရင်နှစ်ကြောင်းပေါ်တယ်ဆိုအဲ့ဒီဟော်မုန်းတက်လာတာကိုကျွန်တော်စစ်တာ HCG ပေါ့နော် Human Chorionic Gonadotropin လို့ခေါ်တဲ့ဟော်မုန်းအဲ့ဒီဟော်မုန်းတွေကလည်းမြင့်တက်လာတယ်ပြီးတော့ Progesterone လို့ခေါ်တဲ့ဟော်မုန်းတွေမြင့်တက်လာတယ်အဲ့ဒီဟော်မုန်း level တွေမြင့်တက်လာတဲ့အကျိုးဆက်ကတော့ကျွန်တော် morning sickness လို့ခေါ်တဲ့မနက်ခင်းကြလို့ရှိရင်အရန်ပြုတ်အန်တာဖြစ်တာပေါ့ morning sickness လို့ပြောပေမဲ့တချို့မျိုးသမီးတွေကြတော့ evening sickness လို့ပြောရမလားညနေခင်းမှသွားပြီးတော့ပြုတ်အန်တာလည်းရှိတယ်အဲ့တော့ပြောချင်တာကတော့မနက်ခင်းစောစောစီးမှာပဲအမြဲတမ်းပြုတ်အန်တယ်လို့မထင်စေချင်ဘူးညနေခင်းမှာလည်းပြုတ်အန်တာရှိတတ်တယ်ပေါ့နော်အဲ့တော့သဘောတရားတော့ဗျာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီဒရေသားလေးဝင်လာတဲ့အချိန်မှာဒရေသားက foreign body ကိုကျွန်တော်တို့ခန္ဓာကိုယ်ကပြန်ပြီးတော့ဒရေသားတော့ပါတော့နားမလည်ဘူးဗျာအဲ့ဒီဒရေသားကိုခန္ဓာကိုယ်ကပြန်ပြီးတော့ကျွန်တော်တို့အစားရပိုင်းမိုင်းအန်နေမှာလားအဲ့ဒီပုံစံမျိုးပဲဒရေသားကိုပြန်ပြီးတော့ခန္ဓာကိုယ်ကတွန်းထုတ်တဲ့ဖြစ်စဉ်တွေနဲ့ဟော်မုန်းတွေပြောင်းလဲမှုမှာအန်ရတယ်ပေါ့နော်အဲ့ morning sickness ဖြစ်တယ်ပေါ့အဲ့လိုပြုတ်အန်တာဒီပုံမှန်ဖြစ်နေပြတာရှိပါတယ်အဲ့ဒီပြုတ်အန်တာကိုတတ်တာတွေကိုဆိုရင်ကျွန်တော်တို့ကဘာမှဒူးတွေလောက်စရာမလိုဘူးဂျင်းပြုတ်ရင်နည်းနည်းလေးပဲတောက်လို့ရတယ်နောက်ပြီးတော့လိုအပ်တဲ့ဆေးလေးပေါ့ no sit လို့ဆေးမျိုးတွေပေါ့နော်အဲ့ဒါမျိုးလေးလည်းတောက်လို့ရတယ်အဲ့တော့ဆရာဝန်နဲ့တိုင်ပြီးတော့အန်ပြောက်ဆေးလေးတွေကိုပုံမှန်တောက်ပြီးလို့ရတယ်ပေါ့ဒါကဘာမှပြဿနာမရှိဘူးအတိုင်းပဲတစ်ခုတော့ရှိတယ်ဒီတအားအန်လုံးတာပေါ့ချို့မျိုးသမီးတော့တအားအန်လုံးပြီးရေလက်ခန်းချောက်တာတွေဖြစ်တတ်တယ်ပေါ့နော်ဘလို့မှအန်တာဒီဘလို့မှဆေးတောက်လည်းမရဘလို့မှအဆင်မပြေတဲ့အနေအထားမျိုးဆိုရင်ကျွန်တော်တို့အဲ့ဒါကို hyperemesis gravidarum လို့ခေါ်တယ်ပေါ့နော်အဲ့လို hyperemesis gravidarum လို့ကိစ္စမျိုးဖြစ်လာပြီဆိုရင်တော့ဆေးဝန်တက်ကုသဖို့တွေတော့လိုတတ်တာပေါ့ဗျာအဲ့တော့ဘာပဲပြောပထမ3လမှာကျွန်တော်တို့ဟော်မုန်းပြောင်းလဲဖြစ်တတ်တယ်ပြို့တာအန်တာဖြစ်တတ်တယ်ဒါဆိုဘာလို့ရမလဲအစားအစာတွေကိုနည်းနည်းများစားပြီးအစီစိမ့်ပါတဲ့အစားအစာတွေအချို့တအားများတဲ့အစားအစာတွေ gas ပါတဲ့အစားအစာတွေပေါ့နော်တဏ္ဍာတော်ရှောင်ပြီးအစာရင်ယောဂသမားရှောင်တယ်လို့တဏ္ဍာတော်ရှောင်ပြီးပေါ့ဗျာအဲ့တော့ကလေးအတွက်ကချို့ကြတော့စိတ်ပူတယ်ပေါ့နော်နည်းနည်းပဲစားသိမ့်များမစားနဲ့ဆိုတော့ကလေးအတွက်အာဟာရပြည့်ဝဖို့အတွက်ကျမသိမ့်မစားရင်ဘယ်လိုလုပ်မလဲပေါ့မဟုတ်ပါဘူးအဲ့ဒီကာလမှာတော့ကလေးကဖွင့်မြမှုကအလောက်တိမရှိသေးတဲ့ကြောင့်မလို့ကလေးအတွက်လိုအပ်တဲ့အာဟာရလည်းအများကြီးမလိုသေးဘူးအဲ့တော့အဆင်ပြေတယ်ပြဿနာမရှိဘူးအဲ့တော့ဟော်မုန်းပြောင်းလဲမှုတွေကြောင့်မလို့မိခင်ဟာနောက်ပြီးတော့ကလေးအတွက်ကောပေါ့နော်အဲ့ဒီအချိန်မှာကလေးကြီးထွားဖို့အတွက်လည်းစွမ်းရည်တွေသုံးနေရတဲ့ခါကျတော့အမေကများသောအားဖြင့်တော့အချိန်တိုင်းဒီပါမှာအိတ်ချိန်နေတတ်တယ်အနားယူဖို့အတွက်ခန္ဓာကိုယ်က resting mode ကိုပြောင်းနေပါဗျာအဲ့ချိန်ကြလို့ရှိရင်လည်းဘာလုပ်မလဲတေချာလေးနားယူလိုက်ကိုကလေးအတွက်ကိုအတွက်ကိုအားမွေးဖို့လိုတယ်ပေါ့နော်အဲ့ဒါလည်းဘာမှကြောက်စရာမလိုဘူးကျွန်တော်ပြောတာလေးနောက်ထောင်ပြီးသွားရင်နားလည်သွားလိမ့်မယ်ပေါ့နော်အခုကျွန်တော်ပြောတဲ့အတိုင်းနောက်ထောင်ပြီးသွားပြီတေချာလိုက်နိုင်မယ်ဆိုလို့ရှိရင်ဘာမှပူစရာမလိုဘူး morning sickness လို့ခေါ်တဲ့ဒီကိုဝင်ဆောင်ကာလမှာပထမအဆုံးပြုတ်အန်တာဒီဟော်မုန်းပြောင်းလဲမှုရောက်ဖြစ်တယ်ဆိုတာကိုကောင်းကောင်းလေးနားလည်ထားဖို့လိုပါတယ်အဲ့တော့အစားအသောက်ပိုင်းဆက်သွားအောင်နော်ဒီအစားအသောက်ပိုင်းနဲ့ပြောမယ်ဆိုရင်ကိုဝင်ဆောင်ပထမ3လမှာအစားအသောက်ပိုင်းကအများကြီးကြီးမားနဲ့အများကြီးစားဖို့မလိုဘူးပေါ့နော်အာဟာရပြည့်ဝစားဖို့တော့လိုတယ်အဲ့တော့ဖြည့်စွက်အာဟာရအနေနဲ့ဆိုရင်တော့ folic acid ကိုတော့မဖြစ်မနေတောက်သုံးထားဖို့လိုတယ်အဲ့တော့ကိုဝင်ဆောင်ကာလမှမဟုတ်ပါဘူးကိုဝင်စယူမယ်လို့စပြီးတော့ယူရတဲ့အချိန်နဲ့စပြီးတော့ folic acid ကိုတောက်တင်တယ်ဒီ folic acid နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဗီဒီယိုလေးကိုလုပ်ပြီးတယ်ပေါ့နော်ဒီ channel မှာတော့မဟုတ်ဘူးကျွန်တော် all about medicine channel မှာ folic acid ကဘာကြောင့်အရေးကြီးလဲဆိုတာကိုကျွန်တော်သေချာပြောပြထားပြီးသားရှိရပါတော့သွားရှာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့အဓိကတော့ဒီမှာအချင်းချင်းပြောပြရင်တော့အုံနောက်နဲ့အာရုံကြောဖွဲ့စည်းဖို့အတွက်ကို folic acid ကအရေးကြီးတယ်ဒါကြောင့်မလို့ folic acid ချိုးတက်လို့ရှိရင်ကလေးမှာအများကြီးထိခိုက်နိုင်တယ်ပေါ့နော် neural defects တွေကလေးကနောက်ပြီးတော့ခေါင်းမှာဒီပေါ့နော်ဒီ hydrocephalus ကိစ္စမျိုးတွေနောက်ပြီးတော့ဒီခေါင်းမပါပဲမွေးလာတာတွေပေါ့နော်အဲ့ဒါမျိုးတွေအများကြီးဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ဒီ
folic acid ကတေချာရေးကြည့်တယ်ပေါ့နော် folic acid အပြင်ကျွန်တော်နောက်ဘာသတိထားဖို့လိုသေးလဲဆိုတော့ကျွန်တော်တို့ကအစားအသောက်တွေရှောင်ရံလေးရရှိတယ်ပေါ့နော်အဓိကကတော့ဘာရှောင်လဲအစိမ်းစားတာတွေပေါ့တက်နိုင်တော့ဆူရှီစားတာတွေမကြက်ကြက်စားတာတွေကျုပ်အစိမ်းစားတာတွေအဲ့ဒီဗဒီယာတွေပါလာနိုင်တယ်အဲ့ဗဒီယာတွေပါလာနိုင်ရင်ဒီကိုဝင်ဆောင်ကာလမှာပိုးဝင်ခံရပြီဆိုရှင်ဒီဓာတ်ပြကြနိုင်တဲ့အနေအထားကြောင့်မလို့ဒါတွေကိုရှောင်ကျဉ်မှုလိုတယ်နောက်တော့ကဖိန်းပေါ့အမျိုးသမီးတချို့တွေကကျတော့ coffee ကြိုက်ကြတယ် coffee ဆက်တောက်လို့ရပါတယ်ဒါပေမဲ့ coffee ကပမာဏပေါ့နော်ကဖိန်းတက်ကတစ်နေ့ကို200 mg ထက်မကျော်ဘူးလို့ပြောထားကြတယ်အဲ့တော့200 mg coffee တစ်ခွက်စားလာပေါ့တော့ကိုဝင်ဆောင်နေနဲ့ coffee တစ်ခွက်လောက်တော့အေးဆေးတောက်လို့ရတယ်အဲ့ချက်တော့ကျော်ပြီးတော့မတောက်ပါနဲ့လို့ကျွန်တော်ပြောနေတယ်ပေါ့နော်အရက်ဘီကတော့လုံးဝမတောက်စေချင်ပါဘူးအရက်ဘီကတောက်မှဆိုရင်တရေသားရဲ့အုံနောက်ဖွင့်မှုအများကြီးထိခိုက်စေနိုင်တယ်ဆက်လက်ကြတော့ကိုကိုရန်နဲ့မတောက်နဲ့ကိုအိမ်မာလူတွေလည်းဆက်လက်လုံးဝမတောက်ခိုင်းနဲ့ကိုကိုရန်တောက်တာဖြစ်ဖြစ်တဆင့်ငံဆက်လက်ငွေရှူမိတာဖြစ်ဖြစ်ကလေးမှာညင်ညံသွေးထိခိုက်မှုအများကြီးဖြစ်နိုင်တဲ့ကြောင့်ဒါတွေကိုလည်းရှောင်ကျဉ်မှုလိုပါတယ်ခုဆက်ပြီးတော့ပေါ့နော်ဒီကိုဝင်ဆောင်ပထမ3လမှာနေထိုင်တဲ့လူငယ်မှုပုံစံတွေနဲ့ reflex sign တွေပေါ့နော်အနေလက္ခဏာလေးတွေကိုဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်အဲ့တော့ကိုဝင်ဆောင်ပထမ3လဒီကျွန်တော်စပြောခဲ့သလိုပဲအထိရှမခံတဲ့ကာလတွေကြောင့်မလို့အဲ့ဒီအချိန်မှာအလေးပင်မတာတွေလုတ်ကြမ်းကြမ်းတန်းတန်းလုတ်တာတွေခီးချမ်းထွက်တာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေလုံးဝမလုပ်စေချင်ပါဘူးလမ်းဖွားဖွားလျှောက်တာလေးတွေပေါ့ပေါ့လုပ်တွေလုတ်တာတော့လုပ်လို့ရတယ်ပေါ့နော်ကိုယူဆိုင်ဖို့လိုတယ်အဲ့ဒီကာလမှာကျွန်တော်အချိန်မတန်မဲနဲ့ကလေးပြတ်ကြနိုင်ကြီးရမ်းများတယ်ပေါ့အဲ့တော့ဆက်ပြီးတော့ကျွန်တော် reflex sign တွေကိုစပြီးပြောပြပါမယ်နော်အဲ့တော့အခုကျွန်တော်ပြောပြတဲ့လက္ခဏာတွေတခုခုတွေ့ခဲ့မယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့မြန်လုံးပြပါတော့အရေးကြီးတယ်ကိုဝန်ဆောင်ပထမ3လမှာကလေးပြတ်ကြနိုင်ကြီးများတယ်ပေါ့အဲ့တော့မိမကိုကနေတွေးစင်းတာအဲ့တော့ကိုဝင်ရပြီဆိုတွေးစင်းကြဘာကြောင့်မှမရှိပါဘူးအဲ့ဒီအချိန်မှာတွေးစင်းပြီဆိုရင်ဒါဒီ reflex sign မှာအဲ့တော့များသောအားဖြင့်တော့ abortion လို့တော့မယူဆလိုက်ပါနဲ့သူ့ဘာသူတာမန်ဆင်းလာလည်းဖြစ်နိုင်တယ်အနားယူလိုက်ပြန်သက်တာလည်းဖြစ်နိုင်တယ်တကယ်ကိုပြတ်ကြတာလည်းဖြစ်နိုင်တယ်အဲ့ဒါတော့ဆရာဝန်ကဆုံးဖြတ်လိမ့်မယ်ဘာပဲပြောတွေးစင်းတာအနေရှိတယ်ဆရာဝန်ချက်ချင်းပြဖို့လိုတယ်နောက်တစ်ခုကတော့စီးဇက်ဒါမှမဟုတ်ရင်ဘိုက်အောက်ပိုင်းမှာတော့ပြင်းပြင်းထန်ထန်ငါကျင်ကြိုက်ခဲလာတာအဲ့တော့စီးဇက်ကြိုက်တာတွေဘိုက်အောက်ပိုင်းကြိုက်တာတွေကလည်းကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးကိုဝင်ပြတ်ကြနိုင်တဲ့လက္ခဏာတွေမှာပါတယ်ဒါကြောင့်မလို့ဒါဆိုလဲဆရာဝန်နဲ့တွားပြီးတော့တိုင်ပင်ဖို့လိုတယ်နောက်တစ်ခုကတော့မိမကိုကနေတော့အရေးတွေတွေးခဲတွေဆင်းလာတာဒါဆိုလို့ရှိရင်လည်းဒါအနေရှိတယ်ဘာပဲပြောကိုပြတ်ကြနိုင်ရင်ရှိတယ်နောက်တစ်ခုကကျွန်တော်အရေးတော်တောက်မရအောင်လို့အရန်အန်တာပေါ့ကျွန်တော်ခုနပြောတဲ့ hyper emetic gravitation ပေါ့နော်အဲ့လိုဟာတွေကရေတက်ခန်းချောက်ပြီးတော့မိခင်ရောကလေးရောတက်ဆိုးနိုင်တယ်ကြောင့်မလို့ဒီတိုင်းတော့မရဘူးဆေးဝင်တင်ပြီးကုသဖို့တည်လို့ရပေါ့နော် morning signal လောက်ကပြဿနာမရှိဘူးတောက်လျှောက်ထိုးအန်နဲ့ဘလို့မှဆေးတောက်လည်းမတတ်တာဘလို့မှလည်းမရဘူးဆိုတော့အဲ့ဒါဒီ reflex sign မှာဆေးဝင်တင်မှုတော့လိုပါတယ်နောက်တစ်ခုကတော့စီးသွားရင်နာကျင်တာပေါ့နော်စီးသွားရင်နာကျင်တဲ့အခါကျလို့ရှိရင်လည်းဘာပြောတာစီးလမ်းကြောင်းပိုးဝင်အောင်ပြတယ်ဒါကြောင့်မို့ဒီကောင်ကြီးလည်းဘာပြောတရေသားကိုထိခိုက်နိုင်တဲ့ reflex sign ပေါ့နော်အဲ့တော့အခုကျွန်တော်ပြောပြတဲ့လက္ခဏာတွေတခုခုကြုံပြီဆိုလို့ရှိရင်ဒါဒီအနေလက္ခဏာလုံးနားလည်ပြီးတော့ညီစရာကျမကြီးဌာနသို့မဟုတ်ဆရာဝန်တယောက်နဲ့တိုင်ပြီးတော့လိုအပ်တဲ့ကုသမှုတွေကိုခံယူသင့်ပါတယ်ခုဆက်ပြီးဆွေးနွေးမှာပေါ့နော်ကိုဝင်ဆောင်ကာလမှာပေါ့နော်မိခင်တွေရဲ့အဲ့ဒီမိခင်လောင်တွေရဲ့စိတ်ကျန်းမာရေးအခြေအနေပေါ့အဲ့ဒါတွေပြောပြချင်ပါတယ်ပေါ့နော်ဒီကိုဝင်ဆောင်ကာလမှာဟော်မုန်းပြောင်းလဲမှုတွေကဖြစ်နေတဲ့အခါကျတော့အဲ့ဒီမိခင်လောင်တွေကမှုဆွေးနေဖြစ်နေတယ်တစ်ခါကျရင်ငိုခြင်းငိုမယ်တစ်ခါကျရင်ကြီးခြင်းမယ်ပျော်ခြင်းပျော်လိုက်ဝမ်းနေခြင်းဝမ်းနေလိုက်ပေါ့နော်ဒေါသထွက်လိုက်ပေါ့အဲ့လိုဖြစ်နေတယ်အဲ့ဒါကိုတေချာနားလည်ဖို့လိုတာတော့ဘေးနားမှာရှိတဲ့ဖေဖေတွေပေါ့နော်အဲ့တော့ဖေဖေတွေကကိုဒီမိခင်လောင်ရဲ့ဒီစိတ်နေသဘောထားတွေဒီဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုကြည့်ရင်ကောင်းကောင်းနားလည်သွားမယ်ထင်ပါတယ်အဲ့ဒီခါကျတော့ရှင်ကိုကဘေးနားနေပြီးအားပေးစကားပြောကြပြီးတော့သူလိုတာလေးကိုဝိုင်းလုပ်ပြီးပေါ့နော်ပြီးတော့သူ့ရဲ့စိတ်အခြေအနေပြောင်းလဲမှုတွေကိုသေချာနားလည်ပြီးတော့ဖိမဆောက်ရှောက်ကြပါလို့ပြောရင်းနဲ့ပဲဒီကုန်းချုပ်လိုက်ပါတယ်ဒီဗီဒီယိုလို့ကြည့်ရတဲ့သူတွေပေါ့နော်မိခင်လောင်းတွေပါခဲ့မယ်ဆိုလို့ရှိရင်ဖခင်လောင်းတွေပါခဲ့မယ်ဆိုလို့ရှိရင်ကိုဒါမှမဟုတ်ကိုယ့်ရဲ့ဇနီးမယားပေါ့နော်ဒီပထမကိုဝင်3လမှာဘယ်လို view ဆိုင်ရမယ်ဘာတွေပြောင်းလဲတတ်တယ်ဆိုတာကိုအထိုက်လျောက်တော့သိသွားကြပြီလို့ပြောနေပါတယ်ဒီဗီဒီယိုကြည့်ရတဲ့သူတွေပေါ့နော်အကျိုးဆောင်တွေကရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော် comment တွေမှာ yes လို့မှတ်ခဲ့ပေးပါဦးတကယ်လို့ကြိုက်နေတတ်တယ်ဆိုရင် like button လေးနှိပ်ပြီးတော့အားပေးခဲ့ပါဦးနော်ဒီလိုဗီဒီယိုတွေတောက်လျှောက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ Papa Channel လေးကိုမြင်တယ်စောင့်မျှော်အားပေးကြပါလို့ပြောရင်းနဲ့ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ Papa Channel မှာကျမရဲ့ဗီဒီယိုတွေအများတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုတိုင်းပြန်တွေ့ကြမယ်နော်